တခါကမင်းခန့်တို့ရွာလေးရွာမှာကြုံတွေ့ခဲ့ဖို့တာရှိတယ်မင်းခန့်တို့တငယ်ချင်းတွေတူတူစုံနေကြဆိုင်လေးတစ်ဆိုင်ရှိတယ်ပြောရမယ်ဆိုရင်တော့ထိုင်းရည်ဆိုင်ပေါ့ဗျာအဲ့ဒီဆိုင်ကရွာဒိန်နားမှာရှိတယ်ရွာဒိန်မှာအလွန်ตายရပြီးထိုင်းတော်ထဲမှာဖွင့်ထားတာဆိုတော့လူငယ်တွေရဲ့ပုံဆိုင်လေးပေါ့ဒါပေမဲ့တခုရှိတာကရွာဒိန်နားမှာဆိုတော့အိမ်တွေနဲ့အရန်ဝေးတယ်ဗျာဝေးပေမဲ့လည်းပေါ်တာတွေစုံရင်စကားလေးပြောရင်ရေကြမောကြနဲ့တွေ့လိရှိတာပေါ့မင်းခန့်တို့တငယ်ချင်းတွေအိမ်ကနေရွာဒိတ်ကထိုင်းရည်ဆိုင်သွားတယ်လမ်းမှာရေကန်ပြင်ကြီးတစ်ခုရှိတယ်အဲ့ဒီကန်ကြီးရဲ့ကဖက်ချမ်းမှာတော့အိမ်ဟောင်းဤကိန်ရှိတယ်ဗျာမင်းခန့်တို့ငယ်စဉ်ခွာကအဲ့ဒီအိမ်မှာလင်မယားနှစ်ယောက်ရန်ဖြစ်ပြီးဆုံးပါသွားကြလို့အဲ့ဒီအိမ်ကြီးကိုချိတ်ပိတ်ခံထားရတာကံကောင်းတာတစ်ခုကအဲ့ဒီအိမ်ကရေကန်ကြီးရဲ့ဟူးဘက်ချမ်းမှာဆိုတော့နည်းနည်းခံထားတာပေါ့အင်ကြီးကလည်းရေကန်ကြီးဘေးဆိုတော့ခြေတန်းရှည်ရှည်နဲ့ဘေးမှာလည်းတစ်ပင်တွေနဲ့လူမနေတာကြာပြီဆိုပေမဲ့တောင်းတင်းတင်းရှိနေသေးတယ်ရေကန်ကြီးပါရှိနေတော့ညနေဘက်နေဝင်ကားစားဆိုရှုခင်းလာတဲ့ထဲတောင်ပါသေးတယ်ဗျာဒါပေမဲ့နေဝင်ပြီဆိုရင်တော့ရွာထဲကလူတွေအဲ့ဒီကန်ကြီးရှေကနေဖြတ်မလျှောက်ရဲခဲ့ကြဘူးရေကန်ဟိုဘက်ချမ်းကအဲ့ဒီအင်ကြီးကညဘက်တွေဆိုလူမရှိတော့မှောင်မဲနေပြီးလာတာရင်လာရဲ့အလင်းရောင်လေးပဲမြင်ရတယ်ပြီးတော့အဲ့ဒီဘက်ချမ်းကဘသူမှမသွားမလားပဲမှောင်နေတော့ရွာလေးကဦးလေးကြီးတွေအရက်တော့ဆေးချတဲ့နေရာလို့လေပြောရမယ်ဒီရွာလုံးကသာကြောက်ကြတာဆေးသုံးပြီးမူးနေတဲ့သူတွေကြတော့အကြောက်အလန့်မရှိကြဘူးသူတို့ရဲ့မှောင်ကိုနေရာလေးပေါ့မမျော်လင့်ထားတော့ခရီးစဉ်ဆိုပြီးမင်းခန့်တို့တရက်ကတငယ်ချင်း9ယောက်နေ့လယ်3နာရီလောက်မှလူစုပြီးသွားကြတာပေါ့အဲ့ဒီရေကန်ကြီးရှိကလည်းဖြတ်သွားကြတယ်စကားလေးပြောရင်ထိုင်းရေဆိုင်ရောက်တော့တောက်စားပျော်ပါကြတာပေါ့ဗျာအပျော်လွန်ပြီးပြင်ချိန်နောက်ကြတော့မှတငယ်ချင်းတွေတိုင်ပင်ကြတယ်ငါတို့ဒီမှာပဲအိတ်မလားပေါ့တချို့ကမဖြတ်ရဲကြတော့အဲ့ဒီမှာပဲအိတ်ကြတယ်မင်းခန့်တို့တငယ်ချင်း9ယောက်ကတော့မပြန်လို့မရဘူးအိမ်ကစူးလိုက်မယ်ဆိုပြီးပြန်ကြတာပေါ့ရေကန်ကြီးရှေ့ရောက်တော့တယောက်ပခုံးတယောက်ကင်ကအမြန်လျှောက်ကြပါလိတော့မင်းခန့်တို့ပဲဘုံမြင့်နေတာလားတော့မသိဘူးအဲ့ဒီနေ့ကကြောက်နဲ့သာပြန်လာတာဘာမှအချောက်မခံလိုက်ရဘူးနောက်တနေ့မှာတော့မင်းခန့်ရဲ့အမေနေမကောင်းလို့တစ်ဖက်ရွာကဦးလေးပကြီးစီမှာဆေးသွားယူခိုက်ပါလိတော့အမေကတားပကြီးစီသွားယူပြီးရင်ပြန်မလာနဲ့ပကြီးစီမှာအိပ်ပြီးနောက်ရက်မှာလာခဲ့လို့မာတယ်ဒါပေမဲ့မင်းခန့်ကလည်းအခက်တွေ့ရောအဲ့ဒီညမှာတခြားရွာကကောင်းနေနဲ့ဂိမ်းပွဲချင်းထားလာရှိတယ်အမေကျွန်တော်ပြန်လာမှရမယ်ညကြတငယ်ချင်းနေနဲ့ချင်းပွဲရှိလို့ပြန်မလာလို့မရဘူးလို့ပြောလိုက်တယ်အမေကလည်းတားပြန်လာမှရမယ်ဆိုရင်အဖော်တငယ်ချင်းဖြစ်အကိုဖြစ်ခေါ်သွားလို့ပြောတာနဲ့မင်းခန့်လည်းတငယ်ချင်းတယောက်ခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်မနက်စောစောထားပြီးတငယ်ချင်းအိမ်သွားနှိုးကနှစ်ယောက်သားသွားကြတာပေါ့မနက်စောစောဆိုတော့မြူတွေနှင်းတွေကျနေတော့တမီလီတွေနဲ့တယောက်နဲ့တယောက်ပခုံးဖက်ပြီးသွားကြတယ်ရွာတိတ်အထီတော့နှစ်ယောက်သားစကားပြောပြီးသွားကြတယ်ရေခမ်းရှိကဖြတ်တော့လေမနက်ပိုင်းနေထွက်နေပြီဆိုတော့တာရပဲပေါ့ရွာတိတ်ရောက်တော့ဆိုင်ကယ်ကယ်ရီနာပြီးပကြီးတို့ရှိတဲ့ရွာကိုသွားကြတာနေ့လယ်လောက်ရောက်တယ်ပကြီးတို့ကလည်းပြန်မယ်ဆိုရင်ဆေးပေးမယ်ဒါပေမဲ့သမင်းစားပြီးမှပြန်ရမယ်လို့ပြောတယ်အိတ်လဲအိတ်ခိုင်းသေးတယ်မင်းခန့်တို့ကမအိတ်တော့ဘူးသမင်းပဲစားမယ်လို့ပြောပြီးစကားခဏပြောကြတာပေါ့ဖြစ်ချင်တော့အဲ့ဒီရွာမှာပွဲစည်းရှိနေတာသမင်းစားပြီးတာနဲ့ပကြီးကဆေးကိုလွိုင်အိတ်လေးနဲ့ထည့်ပေးလိုက်တယ်နှုတ်ဆက်ပြီးတငယ်ချင်းနှစ်ယောက်ပြန်ကြတာပေါ့ညနေလဲဆောင်းကနီးနေပြီပွဲစည်းမှာအကန်တဲတွေမုံတဲတွေခင်းချင်းနေကြပြီအဲ့ဒီမှာမင်းခန့်နဲ့သူ့တငယ်ချင်းကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ဘာလို့လဲဆိုတော့ညကြရင်အိမ်ရောက်ရင်ဂိမ်းစော်ရင်တောက်ရင်စားရင်မြေးဖို့အတွက်ပေါ့ဗျာအဲ့ဒီမှာအမဲသားကန်းနဲ့စိတ်သားကန်းတွေဝေးကြတယ်ဆိုင်ရှင်အန်ဒီကြီးကအခုမှဆိုင်ခင်းတုံးဆိုတော့နောက်ကြမှာလဲကြောက်စားလဲစားကျင်ဆိုတော့နှစ်ယောက်သားဆိုင်ရှင်အန်ဒီကြီးကိုဝိုင်းကူလုပ်ပေးကြတာပေါ့ဝယ်ပြီးတာနဲ့အမြန်ပြန်ကြတယ်အဲ့ဒီညမှာမင်းခန့်နဲ့သူ့တမေချင်းပကြီးတို့ရွာကအပြန်အမေမှားလိုက်တဲ့ဆေးထူလေးကိုလွှိုက်အိတ်ထဲထိတစ်ဖက်ကလည်းညကြရင်ဂိမ်းစော်ရင်မြေးဟိုအတွက်ဝယ်လာတဲ့အမဲသားကန်ထူကြီးကိုကြစ်ပါအောင်စုပ်ကင်ထားမိတယ်ရွာဝင်လမ်းမကြီးပေါ်မှာမြူတွေကလည်းစိုင်းနေပြီတမီးရောင်ကမြူတွေထဲမှာဝါချင်းနဲ့လမ်းကိုတဲသေးခွဲတို့မြင်ရဘူးတငယ်ချင်းကတိုးလေးပြောရင်းမင်းခန့်ရဲ့ပခုံးကိုလှမ်းဖက်လိုက်တယ်ရေကန်သားရောက်လေးလေကပိုအေးလာလေးပဲဗျာပုံမှန်တိုက်နေကြလေငင်းမျိုးမဟုတ်ပဲလူတယောက်ရဲ့အေးဆက်ကဲအသက်ရှူတန်လိုမျိုးလပင်းသားကိုလာဝဲ့နေတယ်လို့ပဲတစ်ပင်တွေကလေထဲမှာလှုပ်ရှားနေတာကလည်းလက်သီးလက်မောင်းတန်းနေတဲ့ဘယူးတရဲတွေအတိုင်းပဲဗျာမင်းခန့်တို့ခြေလန်းတွေမြန့်လာတယ်
ရေခံရဲ့ဟိုးပိုက်ချမ်းကအိမ်ဟောင်းကြီးကိုမကြည့်မိအောင်စိတ်ကိုထိန်းထားပေမဲ့လူတဘာဝကအကြောက်ဆုံးအရာကိုပဲမျက်လုံးကရောက်သွားတယ်မူလားအဲ့ဒီအိမ်ဟောင်းကြီးကခြေတန်းရှည်ရှည်နဲ့ရေခံထဲကိုငုံပြီးကြည့်နေသလိုမျိုးလာရောက်အောက်မှာအိမ်ရဲ့အရေးကရေပြင်းပေါ်မှာမဲမောင်နေတာပဲမကျွတ်မလွတ်တော့ဝိညာဉ်တစ်ခုဆိုပြီးရုတ်တရက်အိမ်ပေါ်ထက်ကပိတ်ထားတဲ့ပတင်းပေါက်တစ်ချက်ပွင့်သွားတဲ့ကြားလိုက်ရတယ်မင်းခန့်တို့နှစ်ယောက်လုံးတွန်ခနဲ့ရက်သွားမိတယ်တမီးယောင်ကအိမ်ဟောင်းစီကိုမရီရွယ်တဲ့နဲ့ရောက်သွားတဲ့အခါပတင်းပေါက်မှာလူနှစ်ယောက်လင်မယားနှစ်ယောက်လိုယူဆရတဲ့အရေးနှစ်ခုမတ်တက်ရက်နေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့ပုံမှန်လူတွေလိုမဟုတ်ဘူးဗျသူတို့ရဲ့မျက်လုံးတွေပြူးထွက်နေပြီးမင်းခန့်တို့လက်ထက်ကအမဲသားကန်းထုတ်ကိုစိုက်ကြည့်နေတာလက်ညှိုးကြီးတွေကလည်းတုံတုံရင်းရင်းနဲ့အမဲသားကန်းထုတ်စီကိုထိုးပြနေတာသူတို့မျက်နှာတွေကဒေါသထနေတယ်လို့တောင်းဆိုနေတယ်လို့နဲ့အယမ်းကိုကြောက်ခုတ်ကောင်းတာဗျဘဂျူကအရင်စပြိုးလည်းမသိဘူးနှစ်ယောက်သားအမောတကားပြေးကြတာနောက်ကိုယ်တောင်လှဲ့မကြည့်ရတော့ဘူးခြေလန်းတွေကမြေကြီးနဲ့မထီသလိုပဲတငယ်ချင်းတွေစောင့်နေတဲ့နေရာကိုရောက်တော့မှအမောဆုပ်ပြီးလဲကျသွားတော့တယ်ပြက်စဒီယာကောက်တာကမင်းခန့်တို့ဂိမ်းစော့ရင်မြေးဝူဝဲလာတဲ့အမဲသားကန်းထုတ်ပဲဗျလက်သေးမှာကြံနေတဲ့အိတ်ခွေကမီးလောင်ထားသလိုမျိုးအပေါက်တွေနဲ့သက်စုပ်တပြက်ဖြစ်နေပြီအသေးမှာလည်းအမဲသားကန်း၃ချောင်းပဲကြံတော့တယ်လမ်းမှာပြုတ်သွားတာလားဒါမှမဟုတ်ဟိုအင်ကြီးကအစွဲလန့်တွေကလည်းလှမ်းတော့စားလိုက်တာလားဆိုတာခုထိစဉ်းစားလို့မရသေးဘူးဗျအဲ့ဒီညကဂိမ်းလည်းမစော့နိုင်တော့ဘူးတငယ်ချင်းတွေကငါတို့ထန်းရည်ဆိုင်ကပြန်ရင်ဘာမှမတွေ့ပါဘူးလို့ပြောကြပေမဲ့မင်းခန့်တို့လက်ထဲကအမဲသားကန်းထုတ်ပျက်စီးသွားပုံကိုမြင်တော့သူတို့လည်းမျက်လုံးအပြူးသားနဲ့ငြိမ်သက်သွားကြတယ်အဲ့ဒီနောက်ပိုင်းကစပြီးညဘက်ဆိုရင်အဲ့ဒီရေကန်နားကိုအသားစိမ်းငါးစိမ်းဒါမှမဟုတ်အသားကန်းတွေကြိုက်ပြီးဘသူမှမဖြတ်ရေးကြတော့ဘူးဗျ